တော်ဒီရဲ့ဟေးကန်ကောင်းတယ်မြို့နင်းနမဲကန်ကောင်းလို့ပြရမယ်မဲကန်ကောင်းကြောင်လေးတကောင်မလို့ညမူးချုံ2နိုင်လောက်ကြီးခွေးကြိုက်ခံရလို့ဆိုပြီးတော့မြောင်းနေရနေကဲလာခဲ့ရပါတော့သူကတော့နည်းနည်းလီလန်းလန်းဆန်းဆန်းတော့ရှိရဆိုမှသူတော်တော်တော့နာကျင်နေပုံရရပါတော့ပြီးတော့သူ့ဘိုက်ကြီးကလည်းဖောင်းနေတယ်ပေါ့ညဘက်ကြီးခွေးတွေတအားអော်တော့ပေါ့နော်သွားကြည့်တဲ့အချိန်မှာသူကရေမြောင်းထဲမှာအဲ့လိုပေါ့နော်ကြိုက်ခံထားတဲ့တန်ရိုင်နဲ့ကြာနေတာပေါ့ဟိုဆက်စရင်ကဲလာတော့ဆိုလူတောင်အထိမခံဘူးဟိုပြန်ကြိုက်လို့လေအဲ့ဒါကြောင်ကြိုက်ခံရတယ်ဆိုလဲကာကွယ်စီးထိုးရတယ်ဆိုတဲ့အတွက်ကြောင့်ကာကွယ်စီးလေးထိုးထားလိုက်တယ်ပေါ့ကာကွယ်စီးကရက်မှန်မှန်တော့ထိုးပေးရတယ်ပေါ့နော်4လုံးထိုးတာရှိရ5လုံးထိုးတာရှိရပေါ့ကြောင်လေးကလေတော်တော်ခံစားနေရတဲ့ပုံတော့ပေါက်တယ်ပေါ့နော်ဒါပေမဲ့သူခမရတော့လေအသက်ရှင်တန်လို့စိတ်တော့တော်တော်ကြီးရယ်သူရေလေလဲနည်းနည်းတောက်နိုင်တယ်ပေါ့နော်သူ့ကိုတော့အသက်ရှင်မယ်လို့ပဲထင်တာပေါ့စိုးရိမ်တာတခုကလေသူ့ရဲ့ဘိုက်ကဖောင်းနေပေါ့နော်လူဟာထပ်ပို့ပြီးဖောင်းနေရဆိုတဲ့အတွက်ဟိုအတွင်းကလီဆိုင်ပိုင်းထိသွားလာပေါ့အဲ့ဒါစိုးရိမ်တာပေါ့နော်ညဘက်တော့ဆေးရစီတွားပြပေးလိုက်တယ်ဆေးရကတော့ဒီကြောင်ကဘိုက်ကြီးတာဖောင်းနေပေါ့နော်အချိန်ကြီးကတော့စောင့်ကြည့်မှပဲရမှာတဲ့အဲ့လိုပြောတယ်ပေါ့ဒါပေမဲ့ဆေးလေးလည်းနည်းနည်းတော့ထိုးပေးလိုက်ပါတယ်ဆေးရကသူ့ကိုအဲ့လိုပေါ့နော်စီဖက်စင်တရားအားလေးတော့တိုက်ပေးလို့ပြောတယ်ဒီကြောင်လေးကတော်တော်ထိသွားတဲ့ပုံမှန်ရှိရပေါ့နော်ခွေးတွေအော်နေတာတနာရီကျော်လောက်ကြာတယ်ဆိုတော့လေသူ့ကိုအသက်တောင်မရှင်တော့တော့ဦးထင်နေတာပေါ့ဟိုအစားကသူမစားနိုင်တော့အဲ့လိုခရမီလေးတော့ကြွကြွပေးပါတယ်ဘယ်လိုတော့နေအောင်အောက်ကြပါလို့ခရမီလေးတော့သူစားနိုင်တယ်ပေါ့နော်ဒီကြောင်လေးကအမှန်ဆိုတော့ဖုံးကြီးကြောင်မှာတော်နေနေကြောင်ပေါ့နော်အလိုလမ်းဘေးကြောင်ပုံစံမဲ့သူ့ကိုအစာလာကျွေးရသူတွေလည်းအမြင်ရှိရပေါ့နော်အိမ်ရှိမှာဆိုလည်းအမြဲတမ်းအစာလာတောင်းနေအိုးဆေးရီမကောမီနာနေတော့မတနာပါဘရန်ချက်ပေါင်းရင်းနေပေါ့နော်အလိုစီဖက်စင်လေးတိုက်ပေးရပေါ့သူကတော့လေအသက်ရှင်လို့စိတ်တော်တော်ရှိရပေါ့နော်သူဆေးတိုက်တော့လေသူတောက်တယ်သူ့အသက်ရှင်မယ်လို့ပဲတကယ်ထင်ခဲ့ရပါတော့။အော်တဖြည်းနဲ့တက်တာဝါမှာပါပေါ့။အရေးချီတော့ပြုစုရမယ်ဆိုပြီးတော့ပေါ့။သူ့ကိုကြည့်ရလေတော်တော်တက်တာမဲ့ပုံလေးတော့ဖြစ်နေတာပေါ့နော်။လမ်းနဲ့လျှောက်ပြီးတော်တော်ထဲဝင်ဖြည်းဖြည်းဝင်။အိုးလမ်းလျှောက်နေပြီယေးလမ်းလျှောက်ပြီ။အိုးတော်ဒီ3ရက်မြောက်လောက်နေမှာဘာထူးကြလာလဲဆိုတော့သူ့ခြေထောက်တွေကနေပေါ့နော်အဲ့လိုခန္ဓာကိုယ်တို့ခြေထောက်တွေကနေပီလေးတွေထွက်လာပေါ့နော်ပိုးသက်စီတိုက်လို့ထွက်လာလို့လည်းပြောတယ်ဆရာလေးအဲ့တော့ယူဇောလေးပေါ့ယူဇောလေးနဲ့သူ့ရဲ့အဲ့လိုပီထွက်တဲ့အပေါက်လေးတွေကိုလိုက်ရှာပြီးတော့ထည့်ပေးရတယ်ပေါ့အဲ့ဒါမှလည်းပီတွေကဟိုပျော်သွားမှာဆိုတော့လေသူ့ပီလေးတွေကပေါ့နော်လို့ထွက်လာတော့အဲ့လိုဒီလိုပဲအဲ့လိုယူဇောလေးထည့်ပေးတာပေါ့ဒါမဲ့လေတနေရပဲမဟုတ်ပဲနဲ့3နေရ4နေရလောက်ကနေပီလေးတွေထွက်လာပြီပေါ့နော်ဘရန်ချက်ပေါင်းရတော့လို့တရက်တစ်လုံးပတ်ချလဲလောက်တော့ဝင်အောင်တော့တိုက်ပေးရပေါ့သူအားရှိအောင်လို့လေသူကတော့တောက်ရှာပါတယ်တော်တော်အသက်ရှင်တန်လို့စိတ်ရှိရလို့ပြောရမှာပေါ့နော်3ရက်ကျော်လောက်နေမှတိတာလာတခါသူ့ခြေထောက်တစ်ခုကလေဟိုပီတွေထွက်လာပြီးတော့သူလှုပ်လို့မရတော့ဘောနော်တိတ်ပြီးအာယုံခံစားမှုလည်းတိတ်မရှိရတဲ့ပုံစံမှာဖြစ်နေတာပေါ့ဟိုလေဖြတ်သွားတာလားဒါမှမဟုတ်လို့ရှင်ရင်ဟိုဘောနော်ဒီအာယုံကြောတွေတဖြည်းဖြည်းနဲ့တစ်ခုဖြစ်လာလားပေါ့အဲ့ဒါနဲ့ဆရာစီသွားတော့ဆရာကတော့နည်းနည်းအဆက်ဆိုင်လေးလှုပ်ပေးဆိုပြီးတော့လှုပ်ပေးတယ်ဒီမှာစီးနေတာဖောင်းလာလို့ဒီမှာစီးအဲ့စီးရမသွားနိုင်ဘူးဒီညစ်ပေးမှရအောင်သူ့ဘိုက်ကြီးဖောင်းနေတာကိုပြောနေတာပေါ့နော်ဆရာဒါပေမဲ့ तू ကစီးလဲသွားရှာပါတယ်ဘိုက်ကမှဘာထိတာလဲတော်တော်ထိတာသူ့ရဲ့ဒဏ်ရာလေးတွေမှာအဲ့လိုပေါ့နော်ပီလေးတွေထွက်လာပေါ့အကိုကြီးလည်းယူဇောတွေတော့ရတဲ့လောက်တော့လိုက်ထည့်ပေးနေရပဲ
အမေနောက်တစ်ခုပေါ့နော်နောက်တစ်ခုပါထက်ဖြစ်လဲဆိုတော့ဒီလက်တစ်ချောင်းကပါတောင်းလာတာပေါ့နော်ဟိုခြေတော့ပဲမဟုတ်တော့ဘဲနဲ့လက်တစ်ချောင်းကလည်းထက်တောင်းလာတဲ့အချိန်မှာ तू ကလုံးဝကိုလမ်းလေးမရှောင်နိုင်တော့ဘူးပြီးလို့ရှိရင်အဲ့လိုပေါ့နော် तू ကအရန်အသက်ရှူကလည်းမောလာတယ်လို့တော့ဖြစ်လာပေါ့နော်ဒီမှာဆိုလေ तू ရဲ့ဒီကြောကုန်းမှာကြောကုန်းမှာလည်းပီလေးထက်ထွက်လာပေါ့ပီရလေအဲ့လိုပေါ့နော်ဟိုတော်တော်များများထွက်လာတယ်သူကြိုက်ခံထားတဲ့နေရာဖောင်းနေနေရာလေးပေါ့နော်အဲ့ဒါတော့ယူစောနဲ့လိုက်ပြီးတော့ထည့်ပေးရတာပေါ့ဒီနေ့ကတော့လေတိတ်ပြီးတော့အခြေအနေမကောင်းပေါ့နော်သူအသက်ရှူတာအစားအရန်မောနေတဲ့ပုံစံမှာတော့ဖြစ်နေတာညဘက်ဆရာစီတစ်ခါထပ်သွားပြရပေါ့နော်ဆရာကတော့အဲ့ဒါအုံနောက်ထိသွားပြီပေါ့နော်အာယုံကျော်ထိသွားပြီထင်တယ်တဲ့သူကလီဖြတ်တယ်လို့ဖြစ်နေပေါ့နော်ဒီခြေထောက်တစ်ချောင်းလက်တစ်ချောင်းတောင့်သွားပြီဆိုရင်နောက်ပိုင်းလည်းထပ်တောင့်လာမလားတော့မပြောတတ်ဘူးတဲ့ ဟုတ်တယ်လား သူ့ကိုဆေးတိုက်ချင်တော့ပေါ့နော်အဲ့လိုလေးဖြတ်တဲ့လူနာတွေကိုတိုက်တဲ့ဆေးတစ်မျိုးပေါ့ဆရာစာရေးပြလိုက်မယ်ပေါ့အဲ့ဒါတိုက်ရင်တိုက်ကြည့်လိုက်တဲ့ညရောက်တော့သူ့အဲ့လိုဆေးတိုက်တယ်ပေါ့နော်သူကတိတ်တောင်မတောင်းနိုင်တော့ဘူးအရင်နေ့အဲ့ဆိုသူအရန်တောက်တယ်သူ brand ချက်ပေါင်းရင်လည်းကြိုက်တယ် creamy လည်းကြိုက်တယ်ဆိုတော့လေဒါပေမဲ့သူ့ကြည့်ရတော့အရန်မောနေရပေါ့နော်sorry စိတ်ထဲမှာတော့အခြေအနေမကောင်းတော့ဘူးဆိုတာနည်းနည်းရိပ်မိနေပေါ့သူပြန်ကောင်းမယ်ပဲထင်ထားတာတော်တော်တော့စိတ်တက်တော့ကြာတယ်ပေါ့နော်တိုက်လိုက်သမီးလားကျိုးပွင့်သေးပါသူ့လက်ကလေးပြန်ကောင်းမလားဆိုရင်နည်းနည်းပါးပါတော့နှိပ်ပေးကြည့်ရပေါ့နော်ညင်ချင်းနေတော့မကောင်းတော့သူ့ကိုတိုက်တဲ့ဆေးနှမျိုးပေါ့နော်စီဖက်ဇင်းနဲ့နောက်တစ်ခုကကြတော့လေးဖြတ်တဲ့လူတွေတိုက်တဲ့ဆေးလို့ပြောတယ်ဟိုဆေးကတ်အကြီးဆိုရင်1000ကျော်လောက်ပေးဝယ်ရတယ်ပေါ့နော်သမီးလေးတော့မရှိလေ AC ထွက်သွားနော်မမရှိဘူး Hotelနဲ့ကိစ္စမတမန်နဲ့ကိစ္စမတမန်နဲ့ကိစ္စမတဟိုအသက်ရှူတာပေါ့နော်အသက်ရှူတာအစားအရန်ဟိုမောနေပေါ့နော်ဟိုလုံးဝဟိုအခြေအနေကတော့မကောင်းတော့ဘူးစီထွက်သွားနော်ဘာဖြစ်နော်မနောက်ဆက်တယ်စိတ်ကိုရှူတာစိတ်ကိုရှူနေတယ်သမီးစိတ်ကိုရှူနေမရှိသမီးဘာချေPoten renang ke sam teman renang ke sam tangan renang ke sam Poten renang ke sam teman renang ke sam tangan renang ke sam acho ni ya tu makan no kui kai wa Poten renang ke sam teman renang ke sam tangan renang ke sam Potenမနဲ့ရောက်တော့သူဆုံးသွားပါပြီပေါ့နော်တနာပါတယ်အာယုံကျော်ထိသွားဒါပေမဲ့လည်းခြေတောင်းလက်တောင်းနဲ့ဝေဒနာတွေအများကြီးခံစားနေရမှာထပ်ဆိုင်ရင်တော့သူဘဝတစ်ပါးကူးပြောင်းတော့လည်းပိုကောင်းပါပြီပေါ့နော်မျက်လုံးရောင်ပွေမိဆုံးသွားတာအမီဒီကောင်းမှရောက်ပါသေးဗုဒ္ဓတော်တော်လေးခံစားလိုက်ရတဲ့ထင်ပါတယ်ပေါ့